အားလုံးပဲမင်္ဂလာပါဗဟုသုတတွေတင်ဆက်ပေးနေတဲ့ Did you know နဲ့ AI မြန်မာတင်ကနေကြိုဆိုပါရစေကျွန်တော်တို့နေထိုင်သောကဘာကြီးဒီအန်မကန်အန်အိုးဖွယ်ရာများချေပြည့်နှံနေပြီမြေပေါ်တွင်ကျွန်တော်တို့မြင်တွေ့နေရသည့်ထက်ပုံမများပြားသောအံဖွယ်ရာများရှိနေပါသေးတယ်ကဘာမြေကြီးအလွှာများအောက်တွင်လူသားတို့၏ခြေရာမနှင်ကူသောရှုဝက်ကဘာများရှိနေပြီးထိုကဘာများတွင်လည်းမရေမတွက်နိုင်အောင်များပြားလာသောတက်ရှိမျိုးစိတ်များနေထိုင်လဲရှိကြပါတယ်ထိုထဲမှတစ်ခုမှာအလွန်ရေးကြီးတော့လဲလူများကတိတ်မသိရှိကြသည်မြေအောက်ပြအောင်နဲ့ကြည်ဤရှုဝက်အံဖွယ်ပေါ်ဆက်ပါတယ်ပြားအောင်နဲ့ကြီးများ Bombus terrestris များသည့်ကျွန်ုပ်တို့ရဲ့ကေဟစနစ်တွင်အလွန်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ပါတယ်။တကောင်တို့သည်အပင်များ၏ဝန်းမွန်ကူးခြင်းကိုကူညီပေးတာတွင်အဓိကကျသောအခန်းကဏ္ဍမှာပါဝင်သည့်ကျွန်ုပ်တို့စားသုံးနေရသောတတိများနှင့်ဟင်းသီးဟင်းရွက်များ၏ထုတ်လုပ်မှုအပေါ်ကြီးမားစွာတက်ရောက်မှုရှိပါတယ်။တကောင်တို့၏ကြီးမားသောကိုယ်ထဲနှင့်အမွေးထူထက်သောခန္ဓာကိုယ်သည်အေးတိုင်ကိုခန္ဓာရည်ရှိစေပြီးမနက်ခင်းအစားပိုင်းနှင့်ညနေပိုင်းတွင်ပင်ဝန်းမွန်ကူးနိုင်စွမ်းကိုပေးစွမ်းပါတယ်အခြားပြားများထက်ပြားအောင်နဲ့ကြီးများသည့်ပိုမိုအေးသောရာသီဥတုကိုခံနိုင်ရည်ရှိပြီး၎င်းတို့၏ခန္ဓာကိုယ်အပူရင်ကိုထိမ့်သိမ်းနိုင်စွမ်းကြောင့်မနက်ခင်းအစောပိုင်းနှင့်ညနေခင်းများတွင်ပင်လှုပ်ရှားနိုင်ကြပါသည်ဤအချက်သည်အပင်များ၏မျိုးပွားမှုအသက်အလွန်အရေးကြီးပြီးယူရိုပနှင့်အာရှဒေသများရှိမြောက်ပိုင်းဒေသများတွင်၎င်းတို့၏အရေးပါမှုကိုပိုမိုမြင့်မားစေပါသည်၎င်းတို့၏ကိုယ်ထေအပူချိန်ကိုထိမ့်သိမ်းနိုင်စွမ်းသည့်အခြားအိမ်ဆက်များအတွက်မခက်နိုင်သောအခြေအနေများတွင်လည်းဝတ်မုံကူနိုင်စေပါသည်။ပြောင်းနှကြီးများ၏ဘဝစဝင်းသည်အလွန်စိတ်ဝင်စားဖွယ်ကောင်းလာသည့်၎င်းတို့၏အတိုက်များကိုမြေအောက်တွင်တိဆောက်လေးရှိကြပါသည်။ရင်းအတိုက်များသည်အများအားဖြင့်စွန့်ပစ်ထားသောကြွက်အောင်များငှက်အတိုက်ဟောင်းများသို့မဟုတ်မြေကြီးအတွင်းရှိအပေါက်များတွင်တွေ့ရတတ်ပါသည်။အတိုက်၏အစောပိုင်းတွင်မိဖုရားပြားကြောင်တဲကစတွင်တိဆောက်ပြီးမကြာမီတွင်အလုတ်သမားပြားများပေါက်ဖွာလာကအတိုက်ကိုချဲထွင်းကြပါသည်။နှွေဦးရာသီတွင်အိတ်ဆက်ခြင်းမှနိုးထလာသောမိဖုရားပြားသည်အတိုက်အတွက်တင့်လော်သောနေရာကိုရှာဖွေရင်းအတိတ်ဖန်ဘဝကိုစတင်ပါလေ။၎င်းသည်ပထမဆုံးအလုတ်သမားပြားများအတွက်အစားရှာဖွေပေးရပြီး၎င်းတို့ပေါက်ဖွာလာသည့်နေ့တစ်ပလိုင်နဲ့အတိုက်ဤတာဝန်များကိုပုံမခွဲဝေးယူကြပါတယ်။ဤအတိုက်များသည်အလွန်ရှုပ်ထွေးပြီးအလုတ်သမားပြားအများပြားသည်အစာရှာဖွေခြင်းအတိုက်ကိုပြုပြင်ထွင်းထင်ခြင်းနဲ့တားလောင်းများကိုကြည့်ရှုဆောင်ရှောက်ခြင်းတို့ဖြင့်အလုံများနေကြပါတယ်။အတိုက်အတွင်းရှိအပူချိန်ကိုထိန်းသိမ်းရတဲ့အတွက်ပြားအုံနှကြီးများသည့်၎င်းတို့၏ကျွမ်းမားများကိုတုံခါစေသည့်ခနာကိုအပူကိုထုတ်လုပ်ပါတယ်။ဤခေတ်စဉ်ကို thermoregulation ဟုခေါ်ပြီး၎င်းသည်အေးတံကိုခံနိုင်ရည်ရှိစေရန်အလုံးအရေးကြီးပါတယ်။အတိုက်အတွင်းရှိတားလောင်များနဲ့ပြားအုံများကိုအပူပေးရန်အတွက်လည်းဤနီလန်းကိုအသုံးပြုကြပြီးအတိုက်ဤစွမ်းအင်ကိုထိန်းသိမ်းရာတွင်လည်းအထောက်အကူပြုပါတယ်။ပြားအုံနဲ့ကြီးများသည်အလွန်ရွှေလားသောလျာ proboscis ကိုပိုင်ဆိုင်ထားသည်၎င်းသည်အပင်ညစ်နှရှင်းသောအလယ်မှပြားရည်ညင်ဝစ်မုံလာကိုစုယူရန်အထောက်အကူပြုပါသည်။ဤအထူးသဖြင့်တည်ထောက်ထားသောလျာသည်၎င်းတို့ကိုပန်းဖွေအမျိုးမျိုးမှအစာကိုစုဆောင်းနိုင်စေပြီးအခြားအင်းဆက်များအတွက်မဖြစ်နိုင်သောအပင်များမှပင်ဝစ်မုံကူနိုင်စွမ်းကိုပေးပါသည်။ဤဒီမှာ၎င်းတို့၏အောင်မြင်မှုအတွက်အရေးကြီးသောအကြောင်းရင်းတစ်ခုဖြစ်ပါသည်။၎င်းတို့၏ဝစ်မုံကူမှုစွမ်းရည်မှာအလွန်ထူးခြားလာပါနေ။အချို့အပင်များတွင်ဝစ်မုံများကိုထုတ်လွှတ်ရန်Best pollination ဟုခေါ်သောနီးလန်းကိုအသုံးပြုကြပါနေ။၎င်းတို့သည်ပန်းပွင့်ပေါ်တွင်အထိုင်ချပြီး၎င်းတို့၏ပြန်ထားမှုကြွက်သားများကိုအလွန်လင်းမြန်းစွာတုံခါစေပြီးပန်းပွင့်မှာဝိမုံများကိုထုတ်လွှတ်စေပါတယ်။ဤနီးလန်းသည်တိုမာတို၊အာလူးနှင့်အခြားပင်များအတွက်အလွန်အရေးကြီးပါတယ်။အသားရည်အရေးကြီးဆုံးသောအစိပ်ပိုင်းတစ်ခုမှာမွန်မြတ်သောအစားအစာဖြစ်ပါတယ်။အလုတ်သမားပြားများသည်ဝတ်မွန်လေးပြားရည်ကိုစုဆောင်းသည်၎င်းတို့ကိုပြားအောင်အသွေးရှိအထူးခန်းများတွင်တင်စီထားကြပါသည်။ဤအစားအစာသည်တားလောင်းများ၏ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုအတွက်အထူးကဖြစ်ပြီးအတိုက်တစ်ခုလုံး၏အသက်ရှင်မှုအတွက်အလွန်ရည်ကြီးပါသည်။အစားအစာမလုံလောက်ပါကအတိုက်၏ရှင်သန်မှုမှာအန္တရာယ်ကျရောက်နိုင်ပါသည်။ပြားအုံနှက်ကြီးများသည်၎င်းတို့၏ကဘာကြီးတွင်အလွန်အရေးပါသောအစိမ်ပိုင်းဖြစ်သောလေ၎င်းတို့၏ရှင်သန်မှုသည်ယနေ့ခေတ်တွင်အလွန်အန္တရာယ်ကျရောက်နေပါသည်။ကမ္ဘာအပူချိန်မြင့်မားလာခြင်း၎င်းတို့၏နေရင်းဒေသများပျက်စီးဆုံးရှုံးခြင်းနှင့်စိုက်ပျိုးရေးတွင်အသုံးပြုသောပိုးသက်ဆေးများသည်၎င်းတို့၏လူဦးရေကိုတိတိတသာလျော့နေစေလျက်ရှိပါသည်
ဤအချက်များသည့်ကျွန်ုပ်တို့၏ကဘာဂေဟစနစ်ကိုကြီးမားစွာထိခိုက်စေနိုင်ပါသည်အထူးသဖြင့်ယူရိုပါနှင့်အာရှဒေသများတွင်တွေ့ရသောပြားအုံနှက်ကြီးများသည့်၎င်းတို့၏နေရင်းဒေသများ၏ပြောင်းလဲမှုနှင့်ရာသီဥတုပြောင်းလဲမှုများကြောင့်အလွန်အခက်အခဲကြုံတွေ့နေရပါသည်အထူးသောမျိုးစိတ်များမှာမျိုးသူလူနီပါအခြေအနေသို့ရောက်ရှိနေပြီး၎င်းတို့၏အရေးပါသောဝတ်မုံကိုမှုလုပ်ငန်းကိုအခြားအင်းစစ်များကအစားထိုးရမဖြစ်နိုင်ပါဤအခြေအနေသည်အပေမျိုးစိတ်များ၏ရှင်သန်မှုကိုလည်းထိခိုက်စေပါသည်ကျွန်တော်တို့သည်၎င်းတို့၏ရှင်သန်မှုအတွက်အလုံးအရေးကြီးသောအစီအများကိုပြုလုပ်ရန်လိုအပ်ပါတယ်ဥပမာအားဖြင့်ပိုသက်ဆေးများအသုံးပြုကိုလျှော့ခြင်း၎င်းတို့အတွက်အစာဖြူသောပန်းပင်များကိုစိုက်ပျိုးပေးခြင်းနဲ့၎င်းတို့၏နေရင်ဒေသများကိုထိန်းသိမ်းဆောင်ရှောက်ပေးခြင်းတို့သည်အလွန်အရေးကြီးပါတယ်ကျွန်တော်တို့၏ဥယျာဉ်များလယ်ကွင်းများတွင်၎င်းတို့အတွက်တင့်လျော်သောအပင်များကိုစိုက်ပျိုးပေးခြင်းဖြင့်၎င်းတို့၏အစာရရှိမှုကိုမြင့်တင်ပေးနိုင်ပါတယ်အချို့သောဒေသများတွင်ပြားအုံနတ်ကြီးများကိုစီးပွားထည့်စိုက်ပျိုးပြီး၎င်းတို့ကိုအေးခမ်းများတွင်ထည့်ယူကာအသီးအနှံစိုက်ပျိုးရေးတွင်ဝတ်မွန်ကူးစေရန်အသုံးပြုကြပါသည်ဤနီလန်းသည်တီးနှံများ၏ထုတ်လုပ်မှုကိုတိုးမြှင့်ပေးနိုင်ပြီးကျွန်ုပ်တို့စားသုံးနေရသောအစားအစာများ၏ရရှိနိုင်မှုကိုလည်းအထောက်အကူပြုပါသည်သို့တော်လည်းဤစနစ်သည်ထိမ့်သိမ်းဆောင်ရှောက်မှုနှင့်စီမံခန့်ခွဲမှုအလွန်လိုအပ်ပါသည်မြေအောက်တွင်၎င်းတို့၏အတိုက်များကိုတိဆောက်ခြင်းသည်၎င်းတို့အားပြင်ပမှအန်ဒရယ်များမှကာကွယ်ပေးရာတွင်အထောက်အကူပြုပါသည်မိုးလေအပူချိန်ပြောင်းလဲမှုနှင့်အခြားအန်ဒရယ်များမှကင်းဝေးစေပြီး၎င်းတို့၏သားလောင်းနှင့်ပြားအုံများကိုအေးချမ်းစွာဖွံ့ဖြိုးကြီးထွားစေရန်အခွင့်အလမ်းပေးပါသည်ဤအကာအကွယ်သည်၎င်းတို့၏အောင်မြင်မှုအတွက်အလွန်အရေးကြီးပါသည်ပြားအုံနှက်ကြီးများ၏ဝတ်မွန်ကိုမှုစွမ်းရည်သည်၎င်းတို့၏ကဘာကြီးကိုတည်တံ့စေရန်အလွန်အရေးကြီးပါသည်၎င်းတို့မရှိပါကအပင်မျိုးစိတ်များစွာသည်မျိုးပွားရန်အခက်ခဲကြုံတွေ့ရမည်ဖြစ်ပြီး၎င်းသည်အခြားသောတင်းရစ်ဆန်များနှင့်လူသားများအတွက်ပါအကျိုးဆက်များရှိလာနိုင်ပါသည်ကျွန်ုပ်တို့၏အစားအစာဖူလုံမှုနှင့်တဘာဝပတ်ဝန်းကျင်၏ကျန်းမာရေးသည်၎င်းတို့အပေါ်တွင်များစွာတည်နေပါသည်ကျွန်ုပ်တို့သည်၎င်း၏အရေးပါမှုကိုအစီအမံပြုပြီး၎င်းတို့၏ရှင်သန်မှုအတွက်အားထုတ်ကြရမည်ဖြစ်ပါသည်၎င်းတို့သည်တဘာဝ၏အံပွဲလက်ဆောင်များဖြစ်ပြီးကျွန်ုပ်တို့၏ကဘာခေဟဲစနစ်ကိုထိန်းသိမ်းရာတွင်အလွန်ရည်ပါသောအခမ်းကဏ္ဍမှာပါဝင်လျက်ရှိပါသည်၎င်းတို့၏အတန်ထိတ်အလုပ်သည်ကျွန်ုပ်တို့၏ကဘာကြီးကိုပုံမော်လာပါမည်တာယာစေပါသည်ပြားအုံနှက်ကြီးများ၏မြေအောက်ကဘာသည်ရိုးရှင်းတော်လဲအလွန်အရေးကြီးသောအံ့ဖွယ်ရာများဖြင့်ပြည့်နှက်နေပါသည်တကောင်တို့၏အတိုက်များ၏ရှို့ဝက်ပွားကိုလေ့လာခြင်းဖြင့်ကျွန်ုပ်တို့သည်တဘာဝ၏အမကန်အစီအမံများနှင့်၎င်းတို့၏အချင်းချင်းဆက်နွယ်နေပုံကိုပုံမနားလည်လာနိုင်ပါသည်ဤအင်းဆက်လီများသည်ကျွန်ုပ်တို့၏ကဘာဂီဟိုစနီအနာဂတ်အတွက်အလွန်အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်လျက်ရှိပါသည်၎င်းတို့၏အတန်တေးအလုပ်သည်ကျွန်ုပ်တို့၏ကဘာကြီးကိုပုံမလှပပြီးတာယာစေယုံထားမကကျွန်ုပ်တို့၏အစားအစာဖူလုံမှုအတွက်လည်းအလွန်အရေးကြီးပါတယ်ဤအန်ကန်အင်းဆက်လီများကိုကာကွယ်ဆောင်ရှောက်ရန်ကျွန်ုပ်တို့၏ကြိုးပမ်းမှုများသည်ကျွန်ုပ်တို့၏ကိုယ်ပိုင်အနာဂတ်ကိုပါကာကွယ်ဆောင်ရှောက်ရန်ဖြစ်ပါတယ်၎င်းတို့၏မြေအောက်ကဘာကြီးအံ့ဖွယ်ရာကမကုန်ခါနိုင်ပြီဒီနေ့တက်ကတော့ဒီလောက်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေပြသို့လိုက်နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲရန်သူမျိုး၅ပါးဘေးကကင်းလွတ်နိုင်ကြပါစေ